ဝင်ကြည့်ရမိုက်ပါတယ်ရှူကင်းလေးကလည်းကောင်းပါတယ်ပေါင်းလောင်းလမ်းမကြီးပေါ်မှာပါဒါအိမ်နံပါတ်ပါငါဝစီတွင်းမှာအိမ်ကဒီလိုပါတင်လေးကဒီလိုလေးပါနေထောက်ရှို့လိုလေးပါဒါဧကံပါဒါဖျားကံပါဧကံဘဏ္ဍခမ်းပါလေဆိုတော့ဒီမှာဧကံတစ်ခမ်းဒီမှာဧကံတစ်ခမ်းဒီမှာဧကံတစ်ခမ်းဒါထမင်းစားကန်းဆိုပါတော့ဒီမှာလေးကတစ်ခမ်းဩဒီမှာဒါမီးဘိုကန်းဒီမှာမီးဘိုရောင်ဒီမှာရေချိုးကန်းအိမ်နာကြည့်လိုက်ဒီမှာရေကိုလှုပ်ထားတာမိုက်